အခုပြောမဲ့အချက်၄ချက်ကိုမှရှိထားတယ်ဆိုမှကိုလက်ရှိလုပ်နေတဲ့ online နယ်ပယ်ကနေဝင်ငွေတစတိုးလာမှာပါ online လုပ်နေတဲ့သူတယောက်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိဆက်ပြီးတော့ကြည့်ရအောင်နံပါတ်1အချက် online လုပ်နေတာဖြစ်တဲ့အတွက်မဖြစ်မနေပျော်ရွှင်နေတဲ့သူတယောက်ဖြစ်ရမယ်ပျော်ရွှင်မှပဲဝင်ငွေကတစတိုးလာမှာပါကိုပျော်တဲ့အလုပ်ကိုလုပ်ပါဒါမှမဟုတ်ကိုလုံနေအလုံးမှာပျော်အောင်နေပါတဲ့ဒီစကားလေးကြားဘူးလား online ပေါ်မှာမဖြစ်မနေဗီဒီယိုတွေဖန်တီးရတယ်ဗီဒီယိုတွေဖန်တီးရတာဖြစ်တဲ့အတွက်ပျော်ရွှင်မှုအပြည့်နဲ့ကင်မရာရှေ့ကိုထွက်လာမှာပဲကိုယ့်ရဲ့ဗီဒီယိုတွေကနေရောင်းကောင်းခြင်းဆိုတာဖြစ်လာမယ် Happy is money ဒုတိယအချက် energy ကောင်းတဲ့သူတယောက်ဖြစ်ရမယ် energy ကောင်းတဲ့သူတယောက်စီမှာပဲဝင်ငွေကတဖြည်းဖြည်းနဲ့တိုးလာတာဖြစ်တဲ့အတွက်energy မကောင်းရင်ဝင်ငွေမလာဘူးဘာလို့ energy ကောင်းဖို့လိုတာလဲ online ပေါ်ရောက်လာပြီးမဖြစ်မနေဗီဒီယိုတွေဖန်တီးရတယ်ဗီဒီယိုတွေဖန်တီးရတာဖြစ်တဲ့အတွက် energy မကောင်းတဲ့သူတယောက်မှာဘယ်လိုမှကင်မရာရှိကိုထွက်မလာနိုင်ဘူး energy မကောင်းလေကင်မရာနောက်ွယ်မှာနေလေဝင်ငွေတွေတဖြည်းဖြည်းနဲ့ပိတ်လေးဖြစ်တယ်ဝင်ငွေကောင်းတဲ့သူတယောက်ဖြစ်ဖို့အတွက်ကင်မရာရှေ့ကိုထွက်လာဖို့လိုအပ်တယ်လို့ energy အပြည့်နဲ့ကင်မရာအရှိကိုထွက်လာနိုင်မှပဲရပါမယ် energy is money နံပါတ်3အချက် idea ကောင်းတဲ့သူဖြစ်ရမယ် idea ကောင်းတဲ့သူစီမှာပဲဝင်ငွေကရောက်လာတာဖြစ်တဲ့အတွက် idea မကောင်းရင်ဝင်ငွေမလာဘူး idea ဆိုတာကဒီတိုင်းနဲ့မရဘူးလေးလာတင်ယူခြင်းစိတ်ရှိမှပဲရတာပါလေးလာတင်ယူခြင်းလို့ပြောတဲ့နေရာမှာတချို့ကငွေပေးပြီးသင်တန်းတွေတက်မှလေးလာခြင်းကိုရမယ်ဆိုပြီးတော့အများစုကထင်ကြတယ် ring ကိုတိုင်းလည်းအများကြီးဗီဒီယိုတွေနဲ့လာသင်ပေးနေတယ်ကိုကယူတက်ရင်ဒီဗီဒီယိုတွေကနေအများကြီးလေးလာသင်ယူပြီးတော့လက်တွေ့အသုံးချသွားလို့ရတယ် idea is money နံပါတ်4အချက်နောက်ဆုံးအချက်ကတော့အရှိကပြောခဲ့တဲ့3ချက်နဲ့ဆက်ဆက်မှုရှိတယ်ပျော်ရွှင်တဲ့အလုပ်မှာကိုကလုံနေတဲ့သူတယောက်ဖြစ်တယ်ပျော်ရွှင်တဲ့အလုပ်မှာလုံနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်း energy ကကောင်းနေတယ်အမြဲတမ်း energy ကောင်းတဲ့သူတယောက်ကသူတို့မှာလေးလာခြင်းစိတ်ရှိတယ်လေးလာခြင်းစိတ်ရှိတာဖြစ်တဲ့အတွက်သူတို့မှာ idea တွေရှိတယ် idea ကနေငွေဖြစ်တာဖြစ်တဲ့အတွက်နောက်ဆုံးတစ်ချက်ကတော့ action ဆိုတဲ့လက်တွေ့လုပ်ခြင်းရှိမှရမယ်အခုပြောသွားတဲ့အချက်၄ချက်လုံးကိုမှရှိတယ်ဆိုရင်ကျင်းသေးပေါက်ကိုလက်ရှိလုပ်နေတဲ့ online နယ်ပယ်ကနေတဖြည်းဖြည်းနဲ့ဝင်ငွေတွေတိုးလာမှာသိကြတယ်ဒီဗီဒီယိုထဲမှာပြောပြသွားတဲ့အချက်၄ချက်ထဲမှာကို့မှာဘယ်အချက်ရော့နေရလဲဆိုတာတည်တည်ချာချာလေးစစ်ပြီးတော့အသုံးချကြည့်ပါဒီဗီဒီယိုထဲမှာပြောသွားတဲ့အချက်၄ချက်လုံးကတော့ဗီဒီယို content တွေပါပဲ online လုပ်နေပြီးတော့ video content ကောင်းကောင်းလေးတွေမဖန်တီးနိုင်သေးဘူး video content တွေအကြောင်းကောင်းကောင်းမသိဘူးအကန့်အသတ်မရှိစဉ်းစားစရာမလိုဘဲနဲ့ video content တွေဖန်တီးတတ်ချင်တယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာ video content နဲ့ပတ်သက်တဲ့အသေးစိတ်နည်းလမ်းတွေကိုလာပြီးတော့ပြောပြပေးမှာဖြစ်လို့ online လုပ်နေတဲ့သူတယောက်ဆိုရင်တော့ ring account လေးကိုအခုမှတည်တဲ့သူတွေက see first လောက်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ် ring ကတော့ကျွမ်းကျင်တဲ့ပညာရပ်ကိုအသုံးချပြီးတော့ online ကနေပြောင်းလဲခြင်းတဲ့သူတွေကိုလာကူညီပေးနေတဲ့နည်းပြတစ်ယောက်ပါကိုရွှင်ပါကျေးဇူးတင်ပါတယ်